ချမ်းသာတဲ့ကောင်မလေးတစ်ယောက်ဟာသူ့အမျိုးတွေရဲ့စိတ်သက်အမှန်ကိုသိချင်တာကြောင့်ဆင်းရဲခြင်းအောင်ဆောင်နေခဲ့တာပေါ့အဲ့ဒီအပြင်သူ့ရဲ့မိဘတွေကိုပါဒီလိုဆင်းရဲခြင်းအောင်ဆောင်တဲ့နေရာမှာအတူတူပါဝင်ပေးဖို့တောင်းဆိုခဲ့သေးတယ်လေမိဘတွေကသဘောတူခဲ့ပေမဲ့သူတို့ရဲ့တားဖြစ်သူစိတ်မကောင်းဖြစ်သွားမှာကိုတော့စိတ်ပူနေခဲ့ကြတာပေါ့ဒါပေမဲ့ကောင်မလေးကဒါဟာသူ့မောင်လေးကိုပတ်စံရဲ့တန်ဖိုးတည်သွားအောင်သင်ခန်းစာပေးဖို့အကောင်းဆုံးအခွင့်အရေးပဲလို့ရှင်းပြခဲ့တယ်ဗျာဒါနဲ့ပဲမိဘတွေလည်းကောင်မလေးရဲ့အစီအစဉ်ကိုသဘောတူလိုက်ကြတော့တာပေါ့နောက်တော့ကောင်မလေးရဲ့မောင်ဖြစ်သူအိမ်ပြန်ရောက်လာတဲ့အခါပုံမှန်တိုင်းပဲအိမ်ပေါ်တွေကိုအစားအသောက်ပြင်ခိုင်းတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလုံခြုံရေးဝန်ထမ်းတွေရောက်လာပြီးမောင်ဖြစ်သူကိုဖမ်းဆီးဖို့ကြိုးစားကြတော့တာပဲဒါကိုမြင်တော့ကောင်မလေးကချက်ချင်းရောက်လာပြီးလုံခြုံရေးတွေကိုတောင်းပန်လိုက်ကသူတို့အိမ်ဟာလူမွဲစည်းရင်ခံလိုက်ရပြီလို့မောင်ဖြစ်သူကိုပြောလိုက်တယ်လေမောင်ဖြစ်သူကတော့ဒါကိုလုံးဝမယုံပဲသူ့အမကနောက်နေတာလို့ပဲထင်နေခဲ့တာပေါ့ဒါပေမဲ့သူအပြင်ထွက်ပြီးသူ့ရဲ့ဈေးကြီးတဲ့ကားတွေကိုတွားကြည့်တဲ့အခါကားတစ်စီးမှမရှိတော့တာကိုမြင်ပြီးမှသူတို့အိမ်တကယ်ပဲဒေဝါလီခံလိုက်ရပြီဆိုတာကိုလက်ခံသွားတော့တာပဲဗျာအဲ့ဒီအချိန်မှာပဲကောင်မလေးရဲ့ဦးလေးနဲ့ဒေါ်လေးတို့မိသားစုကအိမ်ကိုရောက်လာကြတယ်သူတို့ကကောင်မလေးစီကနေပတ်စံချေးခြင်းလို့မိသားစုအလိုက်ညစာလာစားကြတာကိုဒါပေမဲ့ကောင်မလေးတို့မိသားစုဒေဝါလီခံလိုက်ရပြီဆိုတာကိုသိသွားတဲ့အခါမှာတော့ဒေါ်လေးဖြစ်သူကကောင်မလေးတို့မိသားစုကိုနှိမ်ချပြီးလှောင်ပြောင်ပါလေရောသူတို့ဟာအတူတူညစာစားဖို့တော့မတန်တော့ဘူးဆိုပြီးပြောဆိုကြတာပေါ့ဒါကိုကြားတော့ကောင်မလေးကစိတ်ဆိုးသွားပြီးသူတို့စီကအကူအညီတွေကိုပြန်တောင်းတော့တာပဲအဲ့ဒီနေ့မှာပဲကောင်မလေးရဲ့အစီအစဉ်ကြောင့်အဲ့ဒီဦးလေးနဲ့ဒေါ်လေးတို့ရဲ့စီးပွားရေးလုပ်ငန်းရှင်တွေအကုန်လုံးကသူတို့နဲ့စာချုပ်တွေကိုဖျက်သိမ်းလိုက်ကြတယ်လေဦးလေးနဲ့ဒေါ်လေးတို့လည်းဘာတွေဖြစ်ကုန်မှန်းမသိပဲဘာရာနတီချွေးပြန်နေကြတာပေါ့အဲ့ဒီအချိန်ကျမှပဲကောင်မလေးဟာဝစ်ကောင်းစားလာတွေဝစ်စင်ပြီးသူ့ရဲ့ချမ်းသာတဲ့ဘဝအမှန်ကိုသူတို့ရှေ့မှာထုတ်ပြလိုက်ပါတော့တယ်ဗျာ